Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Andu Kanji Master ရဲ့ဒိုင်းကျူးလို့ခုပေါ့နော်ဒိုင်းကျူးလို့ခုလေးကိုလေ့လာရမှာဖြစ်ပါတယ်။ဟုတ်ဟုတ်ပြီတော့ကျွန်တော်တို့ရေတစ်ချက်သူ့ရဲ့မှာစကားလုံးလေးတွေကိုလေ့လာကြည့်ကြမယ်။ဟုတ်ပြီကျွန်တော်ပထမဆုံးအနေနဲ့ဒီမှာတွေ့ရမယ့်စကားလုံးလေးကတော့သူကခိုးမှုရုဆိုမှအဓိပ္ပာယ်ရပါတယ်။ဒီခိုးမှုရုဆိုရင်သူကဒီတွေ့ကြုံခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တွေ့ကြုံခံစားရတယ်ဆိုတဲ့နေရာမှာဒီခန်းကြီးလေးကိုကျွန်တော်တို့တစ်ခုချင်းအစိပ်ပိုင်းလေးတွေခွဲကြည့်လိုက်မယ်ဆိုရင်ဘာလေးပါလဲဆိုရင်နာမိဒီခန်းကြီးလေးကိုကျွန်တော်တွေ့ရပါမယ်ဒါလေးကသူကနာမိဆိုရင်လှိုင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့လှိုင်းကိုမှသူကရေစက်လေးနေရာမှာတနည်းအားဖြင့်ဒီခန်းကြီးလေးကိုဘယ်လိုပြောလဲဆိုရင်သူကလည်းလေသူကလက်ကိုစားပြုတဲ့ခန်းကြီးလေးဆိုမှကျွန်တော်တို့သူ့ကိုမှတ်လို့ရတယ်ဒီလားဘယ်လိုပြောရမလဲသူရမှာခန်းကြီး ready ကစိတ်ပိုင်းနေနေဆိုရင်သူကဒီကောင်လေးရဆိုရင်လက်ကိုစားပြုတဲ့ခန်းကြီးလေးပဲပေါ့နော်အဲ့ဒါလေးနဲ့အနောက်ကဒီဘယ်လိုပြောမလဲသူကနာမိဆိုတဲ့ပေါ့နော်လှိုင်းပုံစံလှိုင်းပုံစံဆိုရတဲ့ရေစက်လေးတာပါမယ်ဆိုရင်သူကလှိုင်းခန်းကြီးရရပေါ့နော်အိတ်ခန်းကြီးနှစ်ခုကိုပေါင်းထားခြင်းဖြစ်တယ်အဲ့တော့သူ့ကိုကြည့်လိုက်မယ်ဆိုရင်သူကဒါခိုးမှုရုဆိုလို့ရှိရင်ဒါတွေ့ကြုံခံစားရတယ်ဒါပေမဲ့သူ့ရဲ့ဝင်းရော်မီအနေနဲ့ဆိုရင်ခိဆိုပြီးကြမှာအတိတ်ပဲရရပေါ့နော်ရုပ်ပြီးတော့ကြည့်လိုက်မယ်ဒီမှာဆိုရင်သူကခိုးမှုရုရှိပါမယ်ခိုးမှုရုဆိုလို့ရှိရင်တွေ့ကြုံခံစားရတယ်ဟုတ်ပြီအဲ့ဒါမှဒီမှာသူကစွန်းကိုင်းနဲ့ရေးပြထားတယ်အဲ့တော့စွန်းကိုင်းကိုခိုးမှုရုဆိုရင်ဒါဆုံးရှုံးမှုတွေတွေ့ကြုံခံစားရတယ်နောက်တစ်ခုကဘာလဲသူ့မှာဆိုရင်သူ့ရဲ့ဝင်းရော်မိအနေနဲ့ကဟိမလားအဲ့တော့ဒီမှာဆိုရင်ဟိပါမယ်အဲ့တော့ဟိကိုင်းကကြတော့ပျက်စီးဆုံးရှုံးမှုပေါ့နော်အဲ့တော့ဟိကိုင်းကိုဥခဲတုကအများအပြင်ဖြည့်ဆိုတယ်လို့ပါလို့နော်အဲ့တော့ဒီမှာじゃဟိကိုင်းကိုဥခဲတုဆိုလို့ရှိရင်ပျက်စီးမှုများじゃကြုံတွေ့တယ်ပေါ့နော်နောက်တစ်ခုသွားကြည့်မယ်သူ့ရဲ့ဝင်ရောမီယာဟိဆိုတာဒီမှာဆိုရင်ဟိကိုကုဆိုမှအဓိပ္ပာယ်ရပါတယ်ဟိကိုကုဆိုရင်သူကတရေခံဖြစ်မယ်နောက်ပြီးတော့အဝတ်အစားခန်းကြီးနဲ့ပေါင်းလိုက်တော့ဟိဖုခုပေါ့နော်ဟိဖုခုဆိုရင်အဝတ်အစားနောက်တစ်လုံးကသူကကျတော့ဒီပေါက်ကွဲတယ်ဆိုတဲ့ခန်းကြီးနဲ့ပေါင်းလိုက်တော့ဟိဘာခုဆိုမှအဓိပ္ပာယ်ရဟိဘာခုဆိုရင်လည်းပေါက်ကွဲမှုဆိုမှအဓိပ္ပာယ်ရရပေါ့နော်ဟုတ်ပါပြီအဲဆိုကျွန်တော်နောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကဘာလဲဆိုရင်သူကခိုရတယ်လို့ပေါ့နော်ခိုရတယ်လို့ရှိမယ်ခိုပါဆိုရှိပါမယ်ခိုပါတယ်ဆိုလို့ရှင်တော့သူကကြည်လို့ရှိနဲ့တာလို့ရှိกว่าမယ်ပေါ့နော်ခိုပါတယ်ဆိုလို့ရှင်တော့သူကပျက်စီးတယ်အဲ့ဒါကခိုဝါစုဆိုလို့ရှင်တော့ဖျက်ဆီးလိုက်တာဆိုရတာတာလို့ရှိဖြစ်သွားမယ်ပေါ့နော်သူရဲ့ဝင်းရော်မိအနေနဲ့ဆိုရင်သူက gain ဆိုပြီးကြမှာအသေးပဲရတယ်ဟုတ်ပြီအဲ့တော့ဒီခန်းကြီးမှာကျွန်တော်သိကြည့်လိုက်မယ်ဗာလေးပါလဲဆိုတော့သူကဒါဆွစ်ချီမြေကြီးခန်းကြီးနဲ့အောက်ကဒါလေးပေါ့နော်ဒီပုံစံတိုင်းလေးရဲ့အောက်ကဒီဟာလေးပေါင်းထားပါတယ်ဟုတ်ပြီဒါလေးတွေအဲ့ဒါလေးကဘာနဲ့တူသွားလဲဆိုရင်ကျွန်တော်အရင်တုန်းကလေနောက်ဆန်တော့ကြည်ဘူးအကြောင်းပါပါဒီခိခုဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့နားထောင်နေဆိုတဲ့ခန်းကြီးလေးအဲ့မှာဒါနည်းနည်းလေးတော့ပုံစံကမတူတော့ဘူးဘာကွာသွားလဲပုံစံကဒီမှာဆိုရင်အပေါ်ကအစိပ်ပိုင်းလေးကတူတယ်မလားဒီအပေါ်ကအစိပ်ပိုင်းလေးတူတယ်အပေါ်ကမြေကြီးခန်းကြီးတော့ကွာသွားမယ်အနောက်ကကောင်လေးကဘာလဲဆိုရင်သူကဖုခုရိုလို့ခေါ်တဲ့အိတ်ခမ်းကြီးပေါ့နော်ဖုခုရိုလို့လည်းပြောလို့ရတယ်ဖုခုရိုပေါ့နော်ဒါလေးအိတ်ခမ်းကြီးလေးနဲ့ဒါအိတ်ခမ်းကြီးရဲ့သူ့ရဲ့မှာ ready ကအစိပ်ပိုင်းလေးတွေပေါင်းထားရပေါ့နော်သူကဒါအိတ်တို့ဘာတို့ပြောချင်တဲ့ခါမှာသုံးတဲ့ကောင်အဲ့တော့ပျက်စီးတယ်ဆိုတော့သူ့ကိုဘယ်လိုမှတ်လိုက်မလဲအဲ့တော့အိတ်လေးပျက်စီးသွားတယ်တို့ဘာလို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးမှတ်ထားလို့ရတယ်ဒါကဒီလို ready ကလေးတွေဒီနေရာမှာပါတယ်ဆိုတာ皆さんတို့ကိုတစ်ချက်ပြပြပေးတာဟုတ်ပြီအဲ့တော့သူ့ရဲ့မှာစကားလုံးတွေသွားကြည့်မယ်သူကဒီမှာခိုးရတယ်ဆိုလို့ရှိရင်ပျက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်ခိုးရတယ်ပျက်စီးတယ်ဟုတ်ပြီအဲ့ဒါမှဒီမှာပါဆိုးခွင်ကခိုးရတယ်ဆိုတာlaptop ကဒါပျက်စီးတယ်ပေါ့နောက်ပြီးတော့ဗာရှိမှလဲသူကခိုးဝါစုပေါ့နော်ခိုးဝါစုဆိုရင်ဖျက်ဆီးတာဆိုတဲ့အဓိပ္ပာယ်လူလုတ်တဲ့ဟာပေါ့နော်အဲ့တော့ဒီမှာကျတော့ဖူရိုကြီးထားတဲ့မွန်းတို့ကိုခိုးဝါစုဆိုရင်ဒါဟောင်းတဲ့အစာအုပ်တွေကိုဖြိုချပါတယ်သူရမဝင်းရော်မီကခဏပြောခဲ့တယ်ဒီမှာကိုင်းဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဒီမှာဗာရှိမှလဲကိုင်းဆိုတာလေးနဲ့တွေ့ရပါမယ်ဒီမှာပါရှိလေခန်းချောပေါ့နော်ခန်းချောကကျွန်တော်တီးပြီးသားပဲသူကဒီပတ်ဝန်းကျင်ပေါ့အဲ့တော့ခန်းချောဟာကင်ဆိုမှအသေးပဲရတယ်ဒီခန်းချောဟာကင်ဆိုလို့ရှိရင်ဒါပတ်ဝန်းကျင်ပစ္စည်းယိုယွင်းမှုပေါ့နော်နောက်ပြီးတော့ဗာလဲဒီမှာဆိုရင်သူ့ရဲ့ဝင်းရော်မီကကိုင်းဆိုတော့ဗာရှိမှလဲဇန်ကိုင်းဆိုမှအသေးပဲရပါတယ်ဇန်ကိုင်းဆိုရင်ရှိကဇန်ကအားလုံးဆိုတဲ့အသေးပဲအဲ့တော့အားလုံးပစ္စည်းသွားခဲ့ပါတယ်အဲ့ဒီမှာစာကြောင်းလေးအနေနဲ့ဆိုရင်ဒီရှင်တဲ့အေကဇန်ကိုင်းしたဆိုရင်ဒါငင်းငလျင်ကြောင့်ပေါ့နော်အိမ်ကြီးကဒါလုံးဝပျက်စီးသွားခဲ့ပါလေ
ဟုတ်ပြီသူကကိုင်းဆိုတဲ့အဓိပ္ပာယ်ဆိုဒီမှာလဲကိုင်းဆိုအပျက်စီးနေနဲ့ပါမယ်အဲ့တော့ဒီမှာဆိုရင်ခိုင်းမက်ဆေတကီနာဟိကိုင်းဆိုမှအဓိပ္ပာယ်ရပါတယ်နောက်ကဟိကိုင်းကိုဘယ်လိုမှတ်ထားလို့ရလဲဟိကိုင်းကပျက်စီးဆုံးရှုံးမှုမှလားအဲ့တော့ခိုင်းမက်ဆေတကီနာဟိကိုင်းဆိုရင်ဒါကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကဘာလဲသူကခဒမှုခုရှိမယ်ခဒမှုခဲသူဆိုမှရှိမယ်ခဒမှုခုဆိုရင်သိမ်းဆောင်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခဒမှုခဲသူဆိုလို့ရှိရင်အဲ့လိုမျက်နှာမူတယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းအဓိပ္ပာယ်ရပါတယ်ခဒမှုခုနဲ့အများစုတွေ့ရတယ်သူ့ရဲ့ဝင်ရောမီအနေနဲ့ကတော့သူကခေးဆိုပြီးအကြမှာအဓိပ္ပာယ်ရတယ်ဟုတ်ပြီဒီခန်းကြီးမှာလည်းဗာလေးနဲ့တူသွားလဲအနောက်ကဒီခန်းကြီးလေးပေါ့နော်ပြောတဲ့အခါမှာလေဒီလား皆さんတချို့စကားလုံးတွေကဘယ်လိုပြောမလဲအရန်ကြီးမနီးစပ်တဲ့စကားလုံးတွေလည်းပါကောင်းပါနိုင်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်ကဆက်ဆက်နေရဖြစ်တဲ့ကြောင်းတခါတည်းပြောပြလိုက်ခြင်းဖြစ်တယ်ဟုတ်ပြီဒါလေးမှာဘယ်မှာပါလဲအနောက်ကအစိပ်ပိုင်းလေးဆိုရင်ကျွန်တော်အာတမဆိုတဲ့စကားလုံးလေးပြီးမယ်နောက်ပြီးတော့ဗာလဲမျက်နှာအစိပ်ပိုင်းတွေဖြစ်တဲ့ခအိုးဆိုတဲ့စကားလုံးလေးသိကြမယ်အဲ့မှာဆိုရင်အနောက်ကကောင်လေးပါရမလားအနောက်ကပါလဲအဲ့ဒါလေးကိုကျွန်တော်ဘယ်လိုမှတ်လဲဆိုရင်သူ့ကိုခရုဆိုမှကျွန်တော်မှတ်လိုက်တယ်ဒီမှာဆိုရင်ဒီအရှိရကောင်ဆိုရင် तू ကပဲစီခန်းကြီးနဲ့ပေါင်းထားရမှာလားအဲ့တော့ပဲစီပုံစံခယူလေးရဲ့ခေါင်းတို့ဒါလေးဆိုလဲအဲ့လိုမျိုးလေးမှတ်တယ်ပေါ့နော်သူ့ရဲ့မှာအတိတ်ပဲလိုက်မှတ်တယ်အဲ့တော့ဒါလေးအဲ့ဒါလေးလည်းပါတယ်ပေါ့နော်အဲ့တော့ဒီမှာခယူလေးပြန်ပါလာတယ်အဲ့ဒါမှလေနောက်ထပ်ဒီဥစ္စာလေးကဘာလေးနဲ့တူသွားလဲဆိုရင် तू ကလေဟိတလို့ခေါ်တဲ့မြောက်ဘက်ခန်းကြီးနဲ့နားဆိုင်တော့နည်းနည်းလေးပုံစံကတူတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုဘယ်လိုမှတ်လိုက်မလဲဆိုရင်မြောက်ဘက်ကိုခယူလေးကတိမ်းဆောင်းနေတယ်လို့ပေါ့နော်အဲ့လိုလေးမှတ်လိုက်မယ်ဒါမျက်စံတော့အဆင်ပြေလို့မျက်စံတော့မှတ်လို့ရတယ်ဟုတ်ပြီအဲ့တော့ဒီမှာတစ်ချက်ကြည့်ကြည့်ကြပါမယ်သူကခတမှုကုဆိုလို့ရှိရင်ဒီမှာတိမ်းဆောင်းနေဆိုမှအတိတ်ပဲရတယ်အဲ့ဒါမှဒီမှာစကားလုံးအနေနဲ့ဆိုရင်ကြည်ရှင်တဲ့ဤကခတမှုကုမြင်ကလေးကြောင့်အင်ကြီးကတိမ်းဆောင်းတယ်နောက်ပြီးတော့ဟိကခတမှုကုဆိုမှအတိတ်ပဲရတယ်နေကတိမ်းဆောင်းနေဆိုတော့ဒီနည်းအားဖြင့်ဘယ်လိုပြောမလဲနေဝင်နေဆိုတဲ့အတိတ်ပဲပေါ့နော်ဟိကခတမှုကုဆိုရင်နေဝင်ပါတယ်သူရဲ့ဝင်ရော်မီကခေးဆိုတော့ပေါ့နော်ဟုတ်ပြီခေးပါလာဒီအောက်မှာလာမယ်နောက်တစ်ခုကဒီမှာလဲသူကခတာမှုကုဆိုရင်တိန်းဆောင်နေပဲနောက်ပြီးတော့ဇိုင်းဆေးဖြစ်ပါမယ်ဇိုင်းဆေးကလည်းနောက်ကသူကဒီငွေကြေးကျက်သေးတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဇိုင်းဆေးကခတာမှုကုဆိုရင်ငွေအကျက်သေးဖြစ်ပါတယ်နောက်ပြီးတော့ဗာလဲမိမိဆိုတဲ့နားနဲ့ပေါင်းလိုက်တော့မိမိကိုခတာမှုကုမူခဲရူပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲဒါကကြတော့နာစွန့်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကသူ့ရဲ့ဝင်ရော်မီကခေးရှိမယ်အဲ့တော့ဒါလေးကမူခိုးဆိုတဲ့မျက်နှာမူတယ်ဆိုရင်ခန်းကြီးတဲ့ပေါင်းတိုင်းလိုက်တော့သူကခေးခိုးဆိုမှအဓိပ္ပာယ်ရတယ်ခေးခိုးကကြတော့ဒီမှာဘယ်လိုပြောမလဲအလားအလာတို့ပါလို့ဖြစ်သွားမယ်ပေါ့နော်ဒီမှာအန်တာကကြောဒီပြီးသားအန်တာကတော့ခေးခိုးကအဲ့လိုဆိုရင်ဒါရန်စီတက်မဲ့အလားအလာရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်လုံးကသူကတိုးဆိုတဲ့ကောင်ကတာဝရဲနဲ့ပေါင်းထားတယ်ပြိုကျတယ်လို့ပါလို့ပေါ့နော်အဲ့တော့ခေးတိုးစုလို့ဆိုမှအဓိပ္ပာယ်ရပါတယ်ခေးတိုးစုလို့ဆိုရင်လဲပြိုကျခြင်းလဲပြိုကျသွားတယ်ပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကပါလဲသူကဂူစုတယ်လို့ဆိုမှအဓိပ္ပာယ်ရပါတယ်ဒီမှာလဲကြည်လို့ရှိနဲ့တာလို့ရှိနဲ့ရှိပါမယ်သူ့ရဲ့ဝင်ရော်မီအနေနဲ့ကတော့သူကအိုးဆိုပြီးအကြမှာအဓိပ္ပာယ်ရတယ်ဂူစုတယ်ဆိုလို့ရှိရင်တော့သူကပြိုတယ်ဆိုတဲ့အဓိပ္ပာယ်ဂူစုစုဆိုလို့ရှိရင်တော့ဖြိုချရယ်ပေါ့နော်အဲ့တော့ဒီမှာပါလဲဒီမှာဆိုရင်တစ်ချက်ကြည့်လိုက်မယ်ဆိုလွယ်ပါတယ်အောက်ကတော့စွတ်ခိခန်းကြည့်ပါမယ်အပေါ်ကတော့ဒီတောင်ပုံစံလေးပါရယ်ပေါ့နော်အဲ့တော့တောင်တွေကပြိုကျတယ်လို့ဘာလို့မှတ်ထားလို့ရပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်ပါမယ်ဒီမှာသူကခုစုတယ်ဆိုရင်ဒါပြိုကျခြင်းဆိုမှအဓိပ္ပာယ်ရတယ်လေအဲ့တော့ခုစုတယ်ဆိုရင်ပြိုကျရတယ်ဂခဲက6ကန်းပါရဲ့အဓိပ္ပာယ်အဲ့တော့ဂခဲကခုစုတယ်ဆိုရင်6ကန်းပါပြိုပြတယ်ဒီမှာကျတော့ဘာရှိမှာလဲသူကတန်းခိဆိုမှအဓိပ္ပာယ်ရတယ်တန်းခီကကျတော့မိုးလေဝသမှတ်လားအဲ့တော့မိုးလေဝသဒီနေရာမှာပြိုကျတယ်မဟုတ်တော့ဘူးတန်းခီကခုစုတယ်ဆိုရင်မိုးလေဝသတွေပြောင်းလဲသွားတယ်ပေါ့နော်ခုစုစုရှိပါမယ်ခုစုစီကကျတော့သူကချိုယွန်းတယ်ဖြစ်သွားမှာဒီနေရာမှာအဲ့တော့တိုင်းချော့ကိုခုစုစုဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အခြေအနေကချိုယွန်းသွားရယ်ပေါ့နော်ဒါအသက်ကြီးလာရင်ဖြစ်တဲ့လက္ခဏာတွေရဲ့တစ်ခုပေါ့နော်ဟုတ်ပြီသူ့ရဲ့ဝင်ရော်မီကသူကဟိုးဆိုတော့ဒီမှာဆိုရင်ခဏကပျက်စီးဆုံးရှုံးမှုခန်းကြီးနဲ့ပြန်ပါလာတယ်ဟိုးကိုင်းဆိုမှအဓိပ္ပာယ်ရပါတယ်ဟိုးကိုင်းဆိုရင်ကျတော့ပြိုကျပျက်စီးရဖြစ်သွားမှာပေါ့သူကတလုံးလဲဆိုရင်ပြိုကျတယ်နောက်ကကောင်လေးကပျက်စီးရဆိုတော့ဟိုးကိုင်းစုလို့ဆိုရင်ပြိုကျပျက်စီးအဲ့တော့ဘီသူကဟိုးကိုင်းစုလို့ဆိုရင်အစာအုပ်တွေကပြိုကျပျက်စီးခြင်းပဲပေါ့နော်ဟုတ်ပြီနောက်တစ်လုံးသွားကြည့်ပါမယ်နောက်ထပ်တစ်လုံးကသူကဘာနဲ့ပေါင်းထားရလဲဆိုရင်ဒီကောင်လေးကအိုချီတုပေါ့နော်အိုချီတုဆိုလို့ရှိရင်လည်းပြိုကျရယ်ပေါ့နော်အိုချီတုကပြိုကျရယ်ဆိုတာတဲ့ကျရယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲသူကဒီဟာလေး
ဒီစကားလုံးလေးနဲ့ပေါင်းထားပါတယ်သူကအိုချီတုအိုချီတုဆိုရင်ကြာတယ်အဲ့တော့ကြာလာတယ်ပြိုကျတယ်ဆိုတော့အိုချီတုရဲ့မခန်းကြီးလေးကိုတစ်ချက်ပြောလိုက်ပါမယ်သူကရာခုနဲ့တုံးထားပါတယ်အဲ့တော့ဟိုရာခုဆိုမှအဓိပ္ပာယ်ရတယ်အဲ့တော့ဟိုရာခုဆိုရင်လည်းအတူတူပဲပြိုကျခြင်းပေါ့နော်အဲ့ဒါအဓိပ္ပာယ်နောက်ပြီးတော့ဗာလဲနာဒါတဲ့ဒီနေရာမှာဒါတဲ့ဆိုမှလုံးဝအတန်ပြောင်းသွားပါတယ်စကားလုံးပြောင်းသွားတယ်ဒီမှာလေသူဒါလေးနဲ့ရေးပြထားရေပေါ့နော်အဲ့တော့နာဒါတဲ့ဆိုရင်နှင်းမုန်တိုင်းဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီနောက်ထပ်တစ်လုံးသွားကြည့်ပါမယ်နောက်တစ်လုံးကကျော်ဗာလေးလဲဆိုရင်ဖုခုဆိုမှအဓိပ္ပာယ်ရပါတယ်ဒီဖုခုကကြတော့ပန်းထွက်ခြင်းဆိုတဲ့အဓိပ္ပာယ်ပန်းထွက်တယ်ပေါ့နော်သူရဲ့အဝေးရော်မီအနေနဲ့ဆိုရင်တော့သူကဖွန်းဆိုပြီးအကြမှာအဓိပ္ပာယ်ရတယ်ပန်းထွက်တယ်ဘာနဲ့ပန်းထွက်တာလဲပါဇက်ထဲရဆိုပုံစံမျိုးလေးပေါ့နော်ဒီမှာပါဇက်ခန်းကြီးလေးနဲ့နောက်တစ်ခုကပေါ့30ရေလိုလေးလာပြီးတော့အောက်ကနေမှခယူခန်းကြီးလေးတွေ့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကပန်းထွက်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီအဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်ပါမယ်ဒီမှာပန်းထွက်တယ်ဆိုတော့ဖုကုဆိုရင်ပန်းထွက်တယ်အဲ့ပန်းထွက်တာမှအဓိပ္ပာယ်ကအရှိမှဆိုရင်နောက်ကဘာရှိမှလဲဒီမှာဆိုရင်အင်ဂျင်ဖြစ်မယ်ပေါ့နော်အင်ဂျင်ကဟီကိုဖုကုဆိုမှအဓိပ္ပာယ်အဲ့တော့အင်ဂျင်ကြီးကမီးတွေကိုဒီမှာကျတော့ပန်းထွက်တယ်မဟုတ်ဘဲနဲ့မီးတွေကိုပန်းထွက်စေရပေါ့နော်အဲ့လိုမျိုးထွက်လာတယ်ပေါ့အဲ့ဒီပဲသူရဲ့ဝင်းရော်မီကဖွန်းတယ်ပေါင်းလိုက်တော့ဖွင်းကဆိုတဲ့အဓိပ္ပာယ်ပန်းထွက်တာရဲ့မီးတွေပန်းထွက်တယ်ဆိုတနည်းအားဖြင့်ဗာလဲခါစန်ကဖွင်းကကိုစုလို့ဆိုတော့မီးတောင်ပေါက်ကွဲတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုတွားကြည့်မယ်နောက်တစ်ခုကဖူခီသားစုဆိုမှအဓိပ္ပာယ်ရပါတယ်ဖူခီသားစုကဒါစုကထုတ်တယ်ရှေ့ကပန်းထွက်တယ်ဆိုတဲ့ကောင်းလေးဆိုတော့ထွက်လာတယ်ပေါ့အဲ့တော့အာဇဲကဖူခီသားစုဆိုရင်ချွေးထွက်လာပါတယ်ဟုတ်ပြီနောက်တစ်လုံးကဗာလဲသူကဖွင့်ဆိုတော့ထွက်တယ်ဆိုတဲ့ကောင်းလေးနဲ့ဒီနေရာမှာဖွင့်ရှုပ်စစ်ဆိုမှအဓိပ္ပာယ်ရပါတယ်ဖွင့်ရှုပ်စစ်ဆိုရင်လေသူကဒီထွက်ပေါ်လာအဲ့တော့မိမှာကျတော့ဖူမန်းကကြောတီးပြီးသားပဲမကျေနပ်မှုတွေကဖွင့်ရှုပ်စစ်စုဆိုရင်မကျေနပ်ချက်တွေအရန်ပေါက်ထွက်လာတယ်ပေါ့နော်နောက်ပြီးတော့ရေနဲ့ပေါင်းလိုက်တော့ဖွင့်ဆူဤဆိုရင်ရေပန်းဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီနောက်ထပ်တစ်လုံးသွားကြည့်ပါမယ်နောက်တစ်လုံးကသူကမီးခန်းကြီးနှလုံးကိုပေါင်းထားခြင်းဖြစ်ပါတယ်ဟီလို့ခေါ်တဲ့မီးခန်းကြီးနှလုံးထက်ရေးထားရပေါ့နော်ဒီဟာလေးအဲ့ဆိုရင်တော့သူကဟိုနိုအိုးဆိုမှအဓိပ္ပာယ်ရပါတယ်ဟိုနိုအိုဆိုရင်တော့မီးတော့ဆိုတဲ့အဓိပ္ပာယ်ပါမီးနှစ်ခုပေါင်းထားတော့မီးတော့ဖြစ်သွားတယ်ပေါ့နော်သူရဲ့ဝေယောမီနေတယ်ဆိုရင်သူက am ဆိုမှအဓိပ္ပာယ်ရတယ်ဟုတ်ပြီဒီမှာဒီစကားလုံးလေးသွားကြည့်ပါမယ်သူကမီးတော့ဆိုတော့ရိုးဆိုကူဆိုရင်ဖျောင်းပိုင်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ rose kuno hono o ဆိုရင်ဒါဖျောင်းနိုင်ရဲ့မီတော့အဲ့တော့ hono o နိစူစူမာတဲ့လူဆိုမှအဓိပ္ပာယ်ရပါတယ် hono o ကသူကဖျောင်းတိုင်ဒီအပြင်မီတော့ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒါမီတော့ကစူစူမာတဲ့လူကဖြစ်တယ်ဆိုတော့ဒီအပြင်ဒီမှာလောင်သွားရေပေါ့လောင်ကျွမ်းပါတယ်နောက်ပြီးတော့ဗာလဲအန်ကြော့ဆိုမှအဓိပ္ပာယ်ရတယ်ဒါလေးကဥရခန်းကြီးနဲ့ပေါင်းထားတယ်အန်ကြော့ဆိုရင်လည်းမီလောင်သွားရေပေါ့အဲ့တော့တဲရာကအန်ကြော့စုလို့ဆိုရင်ဘုရားเจ้าကမီလောင်သွားတယ်နောက်ပြီးတော့ဗာလဲအန်တန်ခဆိုမှအဓိပ္ပာယ်ရပါတယ်အန်တန်ခဆိုရင်လေသူကဒီပူပြင်းတဲ့နေရောင်အောက်ဆိုတဲ့အဓိပ္ပာယ်ဒါအောက်ခန်းကြီးနဲ့ဆိုပါတော့နေရောင်ပူပြင်းကြီးရဲ့အောက်နောက်ပြီးတော့ဗာဖြစ်မှာလဲ high and ရှိပါမယ်နကဆိုရင် high and ဖြစ်မယ်နော်ဒီဟာက high and ဆိုရင်ဟုတ်ပြီ high and ကကြတော့သူကဒီဘယ်လိုပြောမလဲယောဂတစ်ခုတည်းကနေမှဒီအဆုတ်ရောင်ယောဂဆိုတဲ့အဓိပ္ပာယ်ရှိရပေါ့နော်နောက်တစ်ခုကဘာရှိမှလဲ anshot anshot ဖြစ်မယ်ပေါ့နော် anshot ကတော့သူကရောင်နေဆိုတဲ့အဓိပ္ပာယ်ရောင်ရမ်းလာတယ်နီတွတ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် anshot ပါဒီမှာ high and ကကျော်ဒီမှာသူက high and ကဒီခန်းကြီးတိုင်းဆိုတော့ဟုတ်တယ်သူကယောဂတွေကတကူဆိုအဆုတ်ရောင်ယောဂပေါ့နော်အဲ့ခန်းကြီးလေးဖြစ်မယ်所以 line မကောင်းလို့ပါဒီအစိပ်ပိုင်းလေးပေါ့နော်ဒီမှာကျွန်တော်တစ်ချက်ရိုက်ကြည့်လိုက်မယ်တကယ်လုံးက high end ဟုတ်ပါတယ်
high-end ဆိုတော့သူကဒီအဆုပ်ပြောင်ယောဂပေါ့နော်အဲ့ဒါလေးပါဟုတ်ပြီဆိုရင်နောက်ထပ်စကလုံးတစ်လုံးသွားကြည့်ကြမယ်ဟုတ်ပြီနောက်တစ်လုံးကသူကခိုးဆိုမှအသေးပဲရပါတယ်ဒီခိုးကဘာနဲ့အတူတူပဲလဲဆိုရင်ကျွန်တော်အရင်တုန်းကလေတိုးမိုးဆိုပြီးကြမှာအတူတူဆိုတဲ့ခန်းကြီးလေးကိုပေါင်းထားရလဲဆိုတော့သူကရေခန်းကြီးလေးပေါင်းထားရပေါ့နော်အဲ့ဒါဆိုရင်သူကခိုးဆိုမှအသေးပဲရတယ်ဒီခိုးကဘာလေးပဲလဲဆိုရင်သူကအရန်ကြီးကြီးမားမားဖြစ်တယ်ဆိုတဲ့အသေးပဲမျိုးပေါ့နော်ဟုတ်ပြီဒီမှာပါရှိလဲခိုးစွေးဆိုရင်ဒါရေတွေများတယ်ဆိုတော့ခိုးစွေးတဲ့ဤရေကနာကစားတဲ့လူဆိုရင်အိမ်ကြီးကမျောပါသွားတယ်နောက်ပြီးတော့ခိုးစွေးခေးဟိုးဆိုလို့ရှိရင်ရေများတဲ့နောက်ကခေးဟိုးကတတိပေးချက်ဆိုတော့ဒီရေကြီးခြင်းတတိပေးချက်ဆိုတဲ့အသေးပဲပေါ့နော်ဟုတ်ပြီနောက်လုံးသွားကြည့်မယ်နောက်တစ်လုံးကဆွတ်ဆိုမှအသေးပဲရပါတယ်သူ့ရဲ့ဝင်းယုံမီအနေနဲ့ကတော့သူကရှင်းပေါ့နော်ဒီရှင်းကကျွန်တော်သိပါတယ်ဘယ်ဟာရှင်းလဲဆိုတော့ပေါ့နော်နောက်ကဘယ်လိုပြောမလဲဒီကြည်ရှင်းရဲ့ရှင်းတော့မဟုတ်ဘူးသူကအတိတ်ပဲတစ်မျိုးနဲ့လာတယ်ဒါပေမဲ့ဆွတ်ကကြတော့ကျွန်တော်သိပြီးသားခန်းကြီးဖြစ်တဲ့စနာမီခန်းကြီးကဆွတ်ပေါ့နော်ဒီခန်းကြီးမှာသူကနောက်တစ်ခုကဘာနဲ့တူချင်လဲဆိုတော့ဒီထာတဲမိုးနိုလို့ခေါ်တဲ့အဆောက်အဦးခန်းကြီးပေါ့နော်ထာတဲရုတနည်းအားဖြင့်ထာတဲမိုးနိုဆိုထာတဲရုပေါ့နော်ဒီဆောက်တယ်ဆိုတဲ့ခန်းကြီးမှာသူကဘာပဲကွာသွားလဲအရှိကဒီအစိပိုင်းလေးပေါ့နော်ဒီဒီဟာလေးထည့်လိုက်တယ်ပေါ့နော်အဲ့ဒါလေးနဲ့အရှိကရေရွယ်ရီကယ်လေးနဲ့ပဲကွာသွားတယ်အဲ့ဒါဆိုတော့ဒီဟာလေးနဲ့တူတယ်ပေါ့နော်ဒါမျက်စံမှတ်မိအောင်ပြပြပေးတာပါဟုတ်ပြီဒီမှာသွားကြည့်ပါမယ်သူကဆွတ်ဆိုမှအတိတ်ပဲရတယ်ပေါ့နော်ဘေးကဆွတ်လဲဆိုဆွနာမီကဆွတ်ပါဆွနာမီဆိုတော့ဆွနာမီနောက်ကဒီမှာစာကြောင်းလေးရှိပါမယ်ဒီရှင်းတဲ့ဆွနာမီကဟာဆေးစုစုဆိုရင်မြင်းငလျင်ကြောင်းပေါ့နော်ဒါဆွနာမီတွေကဒီဘယ်လိုပြောမလဲဖြစ်ပွားသွားတယ်ပေါ့နော်ဟာဆေးကဖြစ်ပွားတယ်နောက်ပြီးတော့ဆွနာမီနော်ခေဟိုဆိုရင်ဒါဆွနာမီကြီးညာချက်ပေါ့နော်နောက်ပြီးကပါလဲသူကဒီမှာရှင်းဆိုတဲ့ကောင်လေးလာပါပြီဒီမှာရှင်းဒဆိုတဲ့ကောင်လေးအဲ့တော့သူကအရန်စကလုံးကတခါတည်းပေါင်းသွားမှာအဲ့တော့ဒီရှေ့ကကောင်လေးကိုသွားကြည့်မယ်သူကကျောမိကသူကျွန်တော်ဒီပြီးသားဝါရနာအဲ့တော့ကားရတော်အနာရှင်ကြီးကျောမိရှင်းသားဆိုရင်သူကတခါတည်းသူ့ရဲ့မစကားပြောတာကိုကရန်စိတ်ပါဝင်စားစွာဖြစ်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဟုတ်ပြီနောက်တစ်ခုကပါလဲသူကစစ်စစ်ဥရဆိုမှအတိတ်ပဲရတယ်စစ်စစ်ဥရဆိုရင်သူကနိုင်ငံတော်ဝန်မှာရှိတဲ့စိတ်ကန်းနေဆိုတဲ့အတိတ်ပဲစစ်စစ်ဥရပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကဒါလေးကခဏကပြောခဲ့တယ်အခန်းပထမဆုံးစကားလုံးတစ်လုံးလေးမှာပေါ့နော်ဟိကိုင်မှာပါတဲ့ဒီဟာလေးပြောခဲ့တယ်သူကတော့တီးပြီးသားနာမိလိုင်းမှာသူ့ရဲ့ဝင်ယုံမိကတော့ဟာပါဟုတ်ပြီအဲ့တော့နာမိကဒါကားကြီးဆိုရင်လှိုင်းနေရကြီးရယ်ဆိုတော့တနည်းအားဖြင့်လှိုင်းလုံးကြီးပေါ့ရေကြီးပေါ့နော်ဆူနာမီဆိုရင်ဆူနာမီဖြစ်ပါမယ်နာမိနိနောက်ကနိုးတို့လှိုင်းစီးရယ်ဆိုတော့တနည်းအားဖြင့်လှိုင်းကြီးကိုအဲ့လိုစီးတက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။နောက်ရောနာမိကအာတုဆိုရင်လှိုင်းရရှိရယ်ဆိုတနည်းအားဖြင့်လှိုင်းရှိတယ်ပါပဲ။ဟုတ်ပြီ။နောက်တစ်ခုကဘာလဲခေကီနောနာမိဆိုမှအဓိပ္ပာယ်ရခေကီကသူကစီးပွားရေးဆိုတဲ့အဓိပ္ပာယ်အဲ့တော့စီးပွားရေးနာမိကလှိုင်းဆိုတဲ့မျိုးကအတက်ကြာရှိတော့စီးပွားရေးအတက်ကြာပေါ့နော်အဲ့တော့စီးပွားရေးအတက်ကြာပြောချင်ခေကီနောနာမိနဲ့ပြောလို့ရပါတယ်။ဟုတ်ပြီနောက်တစ်ခုကဘာဖြစ်မလဲသူကဒမ်ဘာဖြစ်ပါမယ်ဒမ်ဘာကဒီလျက်စီးလိုက်နောက်ပြီးတော့ဗာလဲအေးလိုင်းလို့ပြောချင်ရင်ခမ်ဘာနဲ့ပြောပေးပါမယ်သူကဘာဖြစ်မယ်နောက်ကအေးလိုင်းကြတော့ပတယ်ထွက်မယ်ပေါ့နော်ခမ်ဘာဆိုမှဖြစ်မယ်ဒီမှာနည်းနည်းလေးစလုံးလေးကပြတ်နေပေါ့နော်တကယ်တော့ခမ်ဘာနဲ့ဒမ်ဘာဖြစ်မယ်ပေါ့နော်ဟုတ်ပြီနောက်လုံးသွားကြည့်ပါမယ်သူကဒီမှာခေဟိုးလေးယင်ကြည့်လိုက်မယ်ကြီးညာချက်အဲ့တော့ဟာရိုဥခေပေါ့ဟာရိုဥပေါ့နော်ဟာရိုဥခေဟိုးဆိုလို့ရှိရင်ဟာရိုးဖြစ်မယ်နော်အဲ့တော့ဟာရိုးခေဟိုးဆိုရင်ရေလိုင်းတရီပေးချက်ပေါ့နော်ဟာရိုးခေဟိုးပါပြီးအဲ့ဆိုနောက်ထပ်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကသူကအာရဲဒူနဲ့အာရာစုနဲ့ဖြစ်မယ်အာရဲဒူဆိုလို့ရှိရင်ကျွန်တော်ကျန်းနေဆိုရဲအိဗယ်နောက်ကသူရဲ့မအာရာစုဖြစ်မယ်အာရာဤဆိုရင်တော့ကျန်းတန်းသောလို့ခေါ်တဲ့ ELGT ရပါမယ်သူ့ရဲ့ဝင်းယော်မီကသူကခိုးဖြစ်ပါမယ်ဟုတ်ပြီသူကဘာနဲ့တူပဲလဲဆိုရင်ကျွန်တော်အရင်တုန်းကဒီပါတယ်ဝါစုရဲလို့ခေါ်တဲ့မေ့ချင်းပေါ့နော်မေ့ကြံလဲဆိုတဲ့စကားလုံးပဲအဲ့ပုံစံမျိုးလဲပါတယ်နောက်တစ်ခုကပါလဲဤဆိုကရှိလို့ခေါ်တဲ့နောက်ကဤဆိုကရှိဤဆိုရင်အလုံးများတယ်ပေါ့နော်ဤဆို所以ဤဆိုကရှိဤ
ဒီမှာဘာလို့ကြမလားလဲမသိဘူးကျွန်တော်နည်းနည်းလိုင်းကြသွားလို့ချင်တယ်။ဆိုကရှိမှာလဲဒီစကယ်လုံးလေးပေါ့နော်။ဒီဟာလေးအဲ့လိုမျိုးလေးပါတယ်ပေါ့နော်။ဒါလေးပဲအဲ့တော့ဒီစိတ်ပိုင်းလေးတွေပါတယ်ဆိုတာပြပေးတာပါဟုတ်ပြီအဲ့တော့ဒီအောင်မှသူကကျန်းတယ်ဆိုတော့ဒီမှာသူပြောမလဲဒီဟာလေးကသူကမြင့်ရည်စီးချောင်းတို့ဘာတို့ကိုစားပြည့်ရဲ့ radical လေးပေါ့နော်အပေါ်ကတော့တည်တယ်ခုစလို့ခေါ်တဲ့မျက်ပြင် radical ခန်းကြီးလေးနဲ့ပေါင်းထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့သူ့မှာသွားကြည့်ကြပါမယ်သူကအာရဲရုဆိုမှအာရဲရုဆိုရင်ကျန်းတန်းနေဆိုတဲ့အဓိပ္ပာယ်အာရဲရုပေါ့နော်အဲ့တော့ဥမိကအာရဲရုဆိုမှအဓိပ္ပာယ်ဥမိကအာရဲရုဆိုရင်ပင်လေရေလိုင်းကျမ်းပါရဲ့နောက်ပြီးတော့အာရဲချီဆိုမှအဓိပ္ပာယ်ကျန်းတန်းတာရဲ့နောက်ကမြေကြီးခန်းကြီးရေပေါင်းထားတော့အာရဲချီဆိုရင်မြေရိုင်းပေါ့နော်နောက်ပြီးတော့အရှိကဟာရကအသားရည်ဆိုတဲ့ခန်းကြီးအဲ့တော့ဟာရအာရဲဆိုရင်အရေပြားအသားရည်ကျန်းတန်းနေပေါ့နော်နောက်တစ်ခုကအာရစုဖြစ်ပါမယ်အာရစုကဒီနေရာမှာကျန်းတန်းစေတယ်ပေါ့နော်အဲ့တော့အင်းနုကနိဝကိုအာရစုဆိုတော့ဒီမှာတစ်ခါတည်းဒီမှာကျတော့ကျန်းတန်းတယ်မို့သူကစကလုံးပေါင်းလိုက်တော့ဒီခွေးကနေမှမြေကြီးကိုရက်တယ်ဒီနေရာပြင်အဲ့မြေကြီးကိုဖျက်ဆီးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်ပြီသူ့မှာ adjective လည်းရှိပါတယ်အာရာဤဆိုရင်ကြမ်းတမ်းသောဆိုတော့နာမိကအာရာဤဆိုမှအဓိပ္ပာယ်ရတယ်အဲ့တော့နာမိကလှိုင်းမယ်လားအဲ့တော့လှိုင်းနေတာကြမ်းတမ်းတယ်နောက်ပြီးတော့ခိုးတန်းဖြစ်ပါမယ်ခိုးတန်းကကြတော့နောက်ကတန်းကီလိုပါတော့မှာပါတဲ့ကောင်လေးဆိုတော့သူကဒီယာရီဥတို့မကောင်းတာပေါ့နော်ယာရီဥတို့ကကြမ်းတမ်းတယ်ဆိုတော့ယာရီဥတို့မကောင်းခြင်းဟုတ်ပြီဒီမှာသူ့ရဲ့ဝင်ရော်မီကခိုးဆိုတော့ဒီနေရာမှာခိုး height ဖြစ်ပါမယ်ခိုး height ပေါ့နော်ခိုး height ကပျက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီမှာကျတော့စန်းဆိုးဆိုတာစန်းဆိုးတဲ့ဆိုတော့တနည်းအားဖြင့်စစ်ပွဲတွေကြောင့်တဲ့ခုနောက်ကခုတိုဖြစ်မယ်ပေါ့နော်ခုတိုဆိုတာနိုင်ငံကမြေကြီးတွေကခိုးဟိုက်စုလို့ဆိုရင်ပျက်စီးတယ်အဲ့တော့စစ်ပွဲတွေကြောင့်နိုင်ငံကမြေကြီးတွေကပျက်စီးတနည်းအားဖြင့်နိုင်ငံမှာအပျက်စီးတွေဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီနောက်လုံးသွားကြည့်ပါမယ်နောက်တစ်လုံးကဟာခဲရှိဖြစ်ပါမယ်ဒီဟာခဲရှိမှာအများကြီးရှိတယ်သူကလေပြင်းထန်တယ်ဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်လူတွေပါညာရေးဆိုလို့ရှိရင်သူကစီကံတင်းချက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းရှိတယ်သူကဒါမဲ့ယာဒီဥဒုဆိုလို့ရှိရင်ဒီယာဒီဥကအရန်ပြင်းထန်နေပေါ့နော်အဲ့ဒီပဲသူရဲ့ဝင်ရော်မီကသူကဂေကိဆိုမှအဓိပ္ပာယ်ရတယ်ဟုတ်ပြီဒီမှာနည်းနည်းလေးဆွဲကြဲလေးကြောင်ကြည့်လိုက်မယ်ဆိုရင်ဘာလေးလာလဲဆိုတော့အရှိကဆန်းစုကြီးဆိုတဲ့ရေဝဲဒီကေခန်းကြီးလေးရဲ့အနောက်ကဒါဆိုရင်ရှီရိုခန်းကြီးလာမယ်နောက်ပြီးတော့ဗာလဲခါတာဟိုးကဟိုးခန်းကြီးလေးလာမယ်ပေါ့နော်လေးပြန်ဆွဲပေးမယ်ဟုတ်ပြီဒါဆိုရင်လာသူကဒီလိုလေးလာမှာဒီလိုလေးလာမယ်ပေါ့နော်အောက်ကနေနောက်ကနေမှဒါလည်းခဲပုံစံမျိုးလေးထည့်လိုက်မယ်ဟုတ်ပြီအဲ့ဆိုရင်တော့သူကဟာခဲရှိလို့ခေါ်တဲ့ပြင်းထန်နေပေါ့နော်ဟုတ်ပြီဒီမှာတစ်ချက်သွားကြည့်ပါမယ်သူကဟာခဲရှိဆိုရင်ပြင်းထန်တော့အဲ့တော့ပြင်းထန်တာရဲ့နောက်ကအမယ်ဆိုရင်မိုးဆိုတော့ဟာခဲရှိအမယ်ဆိုရင်ပြင်းထန်တဲ့မိုးပေါ့နော်နောက်ပြီးတော့ဗာလဲခေော်စိုးကိုယင်ကြည့်လိုက်မယ်ခေော်စိုးကရှင်ပြိုင်တာအဲ့တော့ဟာခဲရှိခေော်စိုးဆိုရင်အရန်ပြင်းထန်တဲ့ပြိုင်ပွဲတွေပေါ့တရားပြင်းရှင်ပြိုင်မှုဆိုတဲ့အိဗယ်နောက်ပြီးသူရဲ့မဝင်းရော်မီကဂေခိနောက်ကဖူရဲတုနဲ့ပေါင်းထားပါတယ်တိုးပွားလာတယ်အဲ့တော့ဂေခိဆိုးဆိုရင်အစမတန်သူအလုပ်အရန်ကိုဘယ်လိုပြောမလဲအရန်တိုးပွားလာရယ်ပေါ့နော်အဲ့တော့ဒီမှာဟန်ဆိုင်တော့ဂေခိဆိုးဆိုမှအသေးပဲဟန်ဆိုင်ကဒီရာဇဝတ်မှုဆိုတဲ့အသေးပဲအဲ့တော့ရာဇဝတ်မှုတွေအရန်များပြားလာတယ်ဆိုတဲ့အသေးပဲဟုတ်ပြီဒီမှာသူကဂေခိဆိုတဲ့အသေးပဲရှိရဆိုတော့ခီယိုကေကီနာပေါ့နော်ခီယိုကေကီနာဆိုရင်သူကရုတ်တရက်ဒီမှာကကြတော့လာနောက်ကကြဆင်းခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်။ဘာနဲ့ပေါင်းလိုက်တာလဲဆိုတော့ तू ကနောက်ကဂေရာခုနဲ့ပေါ့နော်။အဲ့တော့သူရမနောက်က QK ကိနာဆိုရင်တော့ရုတ်တရက်ကြီးဖြစ်တယ်ရုတ်တရက်ဆန်ဆန်ဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်။အဲ့တော့ခါဘူးနဲ့ဒီစကားလုံးလိုက်ပေါ့နော်သူရဲ့အပေါင်းချင်းသွားဖတ်မယ်ဆိုရင်နောက်ကခါဘူးနော်နောက်က QK ကိနာနောက်ကဂေရာခုဖြစ်သွားမယ်။နည်းနည်းလေးသူကဖတ်ရတာထောက်မယ်ပေါ့နော်။ဂေရာခုဖြတ်ဖက်လို့လည်းရပါတယ်အဲ့တော့ဘယ်လိုပြောမလဲရှယ်ယာတွေကရုတ်တရက်ကြီးကျဆင်းသွားတယ်ဟုတ်ပြီနောက်တစ်ခုကဘာနဲ့ပေါင်းထားလဲခိတ်ခံစားချက်နဲ့ခန်းကြီးတုနဲ့ပေါင်းထားပါတယ်အဲ့တော့အရန်ခံစားရတယ်ဖြစ်မှာပေါ့နော်ခန်းကက်ခိဆိုမှလေးပဲရတယ်ခန်းကက်ခိဆိုရင်ဒါအရန်ခံစားရတယ်ဟုတ်ပြီနောက်တစ်ခုကသူကရှီဂဲခိဆိုမှအဓိပ္ပာယ်ရတယ်ရှီဂဲခိကလှုံ့ဆော်မှုဆိုတဲ့အဓိပ္ပာယ်လေအဲ့တော့ရှီဂဲခိဟိုအာတာရဲ့အဲ့တော့လှုံ့ဆော်မှုတွေကိုဖြစ်စေတယ်ပေါ့နော်နောက်ပြီးတော့ဂေခိတဲ့ဤဆိုမှအဓိပ္ပာယ်ရတယ်ဂေခိတဲ့ဤဆိုရင်အားပေးခြင်းပေါ့နော်အားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနောက်ဆက်တစ်လုံးသွားကြည့်မယ်နောက်ဆက်တစ်လုံးကကျတော့ဖူခုဆိုမှအဓိပ္ပာယ်ရပါတယ်ဒါလေးအန်ဒရီလောက်မှာကလေးတီးပြီးသားဖူခုကကျတော့တိုက်ခက်ပါတယ်ခါစဲဖူခုတို့မှာပါတယ်သူရဲ့ဝင်းရော်မီအနေနဲ့ဆိုရင်သူကဒီ sweet ပေါ့နော်ဒီဟာလေးရှိမယ်
ဆိုအင်းနေပါပဲတိုက်ခိုက်တွေကပါဇက်လေးနဲ့ပေါ့နော်ဒီဥစားလေးပဲဒါလေးကလွယ်ပါတယ်ဟုတ်ပြီတွားကြည့်လိုက်မယ်ခဏဟာခဲရှိပြန်ပါလာပဲဟာခဲရှိကပြင်းထန်တဲ့ခါဆဲကဖူးခုဆိုရင်ပြင်းထန်တဲ့လေယာတိုက်ခဲ့ပါတယ်အဲ့တော့မှခုကြည့်ပါဇက်လေးနဲ့ဒီမှာခုကြည့်ပူအဲဆိုတဲ့အဓိပ္ပာယ်ဒါလေးမှတ်ထားလို့ရတယ်ခုကြည့်ပူအဲကလေချွန်းတာဒါပေမဲ့နောက်ကစကားလုံးနဲ့ပေါင်းဖက်မှာဖြစ်မယ်ပေါ့နော်အဲ့တော့ခုကြည့်ပူအဲကိုဖူးခုဆိုရင်လေချွန်းပါတယ်ပေါ့နောက်ပြီးတော့ဆွီဆိုခါခုဆိုမှအဓိပ္ပာယ်ရပါတယ်ဆွီဆိုဂါခုဖြစ်မယ် sorry ဂါခုပေါ့နော်သူကဂါခုလာမယ်အဲ့တော့ဆွီဆိုဂါခုဆိုရင်ဒီနောက်ကလေမဟုတ်ဒုတိယဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနောက်တစ်လုံးကဒီမှာဘာရှိမလဲသူကယုခိခန်းကြီးနဲ့ပေါင်းထားတယ်အဲ့တော့ဒီမှာဆိုရင်ပူပူခိပေါ့နော်ပူပူခိဆိုရင်နောက်ကနှင်းမုန်တိုင်းဆိုတဲ့အဓိပ္ပာယ်တိုက်ခိုက်တာရဲ့နှင်းရဆိုနှင်းမုန်တိုင်းဖြစ်မယ်နောက်တစ်ခုကဘာလဲအီဘူခိပေါ့နော်အီဘူခိကဒီဘယ်လိုပြောမလဲအငွေ့အတက်ဆိုတဲ့ပုံစံမျိုးဖြစ်မယ်ဒီနေရာမှာနောက်ကဟာရုနောအီဘူခိပေါ့နော်ဟာရုနောအီဘူခိဆိုတော့ဒါနွေရာတွေရဲ့အငွေ့အတက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်ဒီတခန်းပြီးရင်တော့ပြီးပါပြီဒီခန်းမှာကတော့ကျွန်တော်တခါတည်းသွားလိုက်တယ်ပေါ့နော်နည်းနည်းလေးဆိုတော့ဟုတ်ပြီနောက်ထပ်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကဘာလေးလဲဆိုရင်သူကခါဝါကုဖြစ်ပါမယ်ခါဝါကုရှိမယ်နောက်ပြီးတော့ခါဝါစုခါဝါခါနောက်ကခါဝါခါစုရှိမယ်ပေါ့နော်ခါဝါကုဆိုရင်6တွေ့တယ်ဆိုတဲ့အဓိပ္ပာယ်ခါဝါခါစုဆိုရင်တော့6တွေ့အောင်ပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်သူရဲ့ဝင်ရော်မီကခံဖြစ်ပါမယ်အဲ့တော့ဒါလေးကဘယ်ဟာပါလဲအချောက်ခံအောင်လုပ်တယ်လို့ခေါ်တဲ့အဲ့နေရာမှာပါတဲ့စကားလုံးလေးပေါ့နော်ဟုတ်ပြီဒီမှာတစ်ချက်ကြည့်လိုက်အောင်မယ်အဲ့တော့ဒီမှာဆိုရင်ခုခီကလေတူးမလားမျက်စောင်ကြည့်ပြီးသားပဲအဲ့တော့လေတူးကတနည်းအားဖြင့်ခါဝါခုဆိုတဲ့အဓိပ္ပာယ်အဲနောက်က sorry လေတူးပေါ့နော်လေတူးက6တွေ့တယ်ပေါ့နော်လေတူးက6တွေ့တယ်နောက်ကခါဝါစုဆိုရင်6တွေ့စေဆိုတော့ဒါစန်တာကူမိုနိုခါဝါစုဒါလျှော်ပြီးသားဝိတ်တွေကို6တွေ့အောင်လုပ်တယ်နောက်ပြီးတော့ခန်းခီရှိပါမယ်ခန်းခီဆိုရင်6တွေ့တဲ့ຢာဒီခန်းတန်းချီပေါ့နော်တန်းချီကဒီတခဲဆိုတဲ့အဓိပ္ပာယ်အဲ့တော့ခန်းတန်းချီဆိုရင်တခဲ6ဖြစ်မယ်နောက်ပြီးတော့ခန်းပိုင်းခန်းပိုင်းကဘေးကခန်းပိုင်းလဲဆိုရင်ကျွန်တော်ပြောနေတဲ့ခန်းပိုင်းလို့ခေါ်တဲ့အဲ့လိုမျိုးချီအားလုပ်တယ်ပေါ့နော်အခန်းကြီးကနေလာပါတယ်ဟုတ်ပြီနောက်တစ်လုံးသွားကြည့်ပါမယ်နောက်တစ်လုံးကသူကဆိုးဆိုတဲ့အဓိပ္ပာယ်ဒီဆိုးကကြတော့ဘာအဓိပ္ပာယ်လဲဆိုရင်သူကဒီနောက်ကဘယ်လိုပြောမလဲပုံစံကသူကတစ်လုံးနဲ့တော့မလာဘူးသူများနဲ့ပေါင်းတဲ့စကားလုံးအနေနဲ့ပဲလာရေပေါ့နော်သူကဒီ6တွေ့အောင်လုပ်တယ်လို့ခေါ်တယ်ခဏကအပေါ်ဒီအရှိအနောက်ဆိုရင်ခန်းဆိုးလို့ခေါ်တယ်အ6တွေ့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်။ဒါပြင်သူကကြတော့ဒီဘယ်လိုပြောမလဲ6အောင်လုပ်တယ်ဆိုမှတော့အရန်ကြီးမြင်မြင်ဆန်ဆန်လုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့မြင်မြင်ဆန်ဆန်လုပ်ချင်တဲ့ပုံစံမျိုးအဓိပ္ပာယ်မျိုးဆောင်နေပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကအရန်တွတ်တွတ်လဲလဲလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအရန်ကြီးဘယ်လိုပြောမလဲနောက်ကဘယ်လိုပြောမလဲပြင်းပြင်းထန်ထန်ဆိုတော့မဟုတ်ဘူးအရန်အလင်းစလိုဆိုတဲ့ပုံစံမျိုးပေါ့နော်သူ့ရဲ့ခန်းကြီးလေးကဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်သူကဘာရှိလဲဆိုရင်မိခန်းကြီးလေးလာပါမယ်ဒါလေးလာမယ်နောက်ပြီးတော့အပေါ်ကဘင်းနောက်ကမိုးတို့ပစ္စည်းခန်းကြီးလေးနဲ့နောက်ကအောက်ကပါလဲတစ်ပင်ခန်းကြီးလေးပေါင်းထားတယ်ပေါ့နော်ဒါပဲဟုတ်ပြီအဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်မယ်သူမှာဘာပါလဲဆိုတော့သူကအပေါ်အောက်ဆိုလို့ sorry အပေါ်အောက်တဲ့ဘေးတိုက်ပေါ့နော်ဒါလေးနဲ့ဆိုရင်သူက cancel ဆိုတဲ့အဓိပ္ပာယ် cancel ဆိုလို့ရှိရင်အချောက်ခံနေပေါ့နော်နေရာပြင်နေရာပြင်ဒီယာကြီးကို6အောင်လုပ်တယ်ပေါ့အဲ့ဒီပဲ6ခံလို့တော့မဟုတ်ဘူး6အောင်လုပ်တယ်ပေါ့အဲ့တော့ hair က cancel ဆိုလို့ဆိုရင်အခန်းက6တွေ့တယ်အဲ့တော့ဒီမှာပါရှိမှလဲသူ့ဒါလေးရင်ကြည့်လိုက်ပါမယ် chew e ho ဆိုလို့ရှိရင်တတိပေးတဲ့စာမှလားတတိပေးချက်အဲ့တော့သူက cancel chew e ho ဆိုမှလေးပဲရရဲ့အဲ့တော့သူကဒီမီးဘေးတတိပေးချက်လို့လည်းမှတ်ထားလို့ရတယ်တနည်းအားဖြင့်6တွေ့ရာဒီမှာတတိပေးတဲ့ဟာလို့လည်းပြောလို့ရရပေါ့နော်လွယ်ကူဆုံးနေတော့မီးဘေးတတိပေးချက်လို့မှတ်ထားရင်အဆင်ပြေတယ်ဟုတ်ပြီနောက်တစ်ခါလွယ်ပါတယ်ခန်းဆိုးမှာနောက်က kit လို့ခေါ်တယ်သူကပစ္စည်းမလားနောက်ကသူကပစ္စည်းကရိယာကိုဟီကိုကီလို့ဘာလို့မှာပါတဲ့ကောင်လေးအဲ့တော့ခန်းဆိုးကီဆိုရင်အချောက်ခံစားပြင်မယ်နောက်ပြီးတော့ဇာလေးကစွန်းဆိုင်စက်ပြာမှုန်လို့ဘာလို့မှာပါတယ်အဲ့တော့ခန်းဆိုးဆိုင်ဆိုတာလေခန်းဆိုးဆိုင်ကအချောက်ခံစေးဖြစ်မယ်ပေါ့နော်ဒီမှာဟုတ်ပြီနောက်လုံးသွားကြည့်ပါမယ်နောက်လုံးကရှောဆိုနီခါရရဲလူဆိုတဲ့အဓိပ္ပာယ်ကျော်စိုးနီခါရရဲလူဆိုရင်ခဏပြောလိုက်တယ်သူကအရန်အလင်းစလိုဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင်းတယ်ဆိုတော့ဒီမှာလဲ short နောက်က sorry ရှော့စိုးနီခါရရဲလူဆိုရင်တွဲလိုက်လုံးဆိုလို့ရှိရင်သူကအရန်စိတ်ကလောလောဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်ပြီနောက်လုံးသွားကြည့်မယ်နောက်ထပ်တစ်လုံးကသူကရှင်မဲလို့ရှိပါမယ်နောက်တစ်လုံးကနောက်ထပ်တစ်လုံးနေဆိုရင်သူကရှင်မဲဆိုကြည်လို့ရှိသားလို့ရှိပါပဲသူရဲ့ဝေးရောမိနေဆိုရင်ရှိဆွတ်ဆိုတဲ့အဓိပ္ပာယ်
ရှိမဲတို့ဆိုရင်ဆိုဆွတ်ပါတယ်ပေါ့နော်ရှိမဲစုဆိုလို့ရှိရင်ဆိုဆွတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဆွတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်သူကကြတော့ဆိုဆွတ်တယ်ပေါ့နော်အဲ့အစိတ်ပိုင်းနဲ့လာတယ်ဒီမှာဆိုရင်ပါတယ်ဆိုစစ်တယ်ဆိုမှတော့ဗာနဲ့ပဲဆိုဆွေးရအောင်လုပ်ရမှာလဲဆိုတော့ရေခမ်းကြီးလေးရဲ့နောက်တစ်ခုကနေခမ်းကြီးလေးလာမယ်အောက်ကဒီခမ်းကြီးလေးကတနည်းအားဖြင့်ဗာနဲ့တူလဲတယ်နာတာဘဲတူနေတဲ့ပုံစံကတူတယ်ဒါပေမဲ့အဲ့လောက်ကြီးကျွန်တော်မပြောတော့ဘူးပေါ့နော်ဟုတ်ပြီအဲ့တော့သူကဒါဆိုလို့ရှိရင်ရှိမဲတို့ဆိုရင်ဆိုဆွတ်တယ်ဟုတ်ပြီမကြည့်ကြည့်လိုက်မယ်သူကရှိမဲတဲတို့ဆိုရင်ဒါဆိုဆွတ်နေပါတယ်ပေါ့အဲ့တော့ခူခီကလေတုမလားအဲ့တော့လေတုကြီးကဆိုဆွတ်နေပါတယ်ဆိုတဲ့အသေးပဲဟုတ်ပြီနောက်တစ်ခုကဗာလဲနောက်ကရှိမဲရာစုပေါ့နော်ရှိမဲရာစုဆိုရင်ဆွတ်တယ်အဲ့တော့မိစုတဲ့နိုးတို့ရှိမဲရာစုဆိုရင်ရေနဲ့ဒါအာကောင်ကိုဆွတ်လိုက်တယ်ဆိုတဲ့အသေးပဲရေနဲ့အာကောင်ကိုဆွတ်တယ်ပေါ့နော်နောက်ပြီးတော့သူကဒီဒိုးလို့ခေါ်တဲ့အကျဉ်းခန်းကြီးနဲ့ပေါင်းလိုက်တော့ရှိဒိုးဆိုလို့ရှိရင်ဒီအဆိုတက်ပေါ့နော်တနည်းအားဖြင့်ဆိုထိုင်းမှုဆိုတဲ့အဓိပ္ပာယ်ဆိုထိုင်းမှုကတကားကြီးဆိုရင်မြင်ပါတယ်နောက်ပြီးတော့ရှိခဲကကျတော့အဆိုတက်ဖြစ်မယ်နော်နောက်ပြီးတော့ဗာလဲသူကဖယ်ရှားတယ်ဆိုတဲ့ကောင်လေးနဲ့ဆိုတော့ဒေါ်ရှိဆွေဆိုရင်အဆိုတက်ကိုဖယ်ရှားပါတယ်နောက်ပြီးတော့ရှိကန်းကကျတော့ဆိုစစ်သက်မြေဆိုတဲ့အဓိပ္ပာယ်ဒီကန်းကကျတော့သူကရင်းမြစ်ပမာဏခန်းကြီးပေါ့နော်နောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကကြတော့အင်းရှိစွနိုင်ကြည့်မယ်ဆိုတဲ့အဓိပ္ပာယ်အင်းရှိစွနိုင်ကြည့်မယ်ဆိုရင်သူကအဓိပ္ပာယ်ကဘယ်လိုပြောမလဲဘုကြောင့်ကိုယ့်ရဲ့အနိုင်ကျင့်မှုဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်ဒါလေးကတော့ကျွန်တော်တို့ကလည်းနည်းနည်းလေးတခြားလေးမှတ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကိုကဘောကက်ကျွဲကြလို့ရှိရင်ခါရဲမှတ်ထားလို့ရတယ်အင်းရှိစွနိုင်ကြည့်မယ်ပေါ့နော်အဲဆိုရင်ကိုကြောင့်ကိုယ့်ရဲ့အနိုင်ကျင့်နေဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီနောက်လုံးသွားကြည့်မယ်နောက်ဆုံးကျွန်တော်တီးပြီးသားလွယ်လွယ်လေးပဲစူးစူးရှိဆိုရင်အေးမြတော့စူးစူးမှုဆိုလို့ရှိရင်ဒါအရင်အေးမြဒီဆိုတဲ့ဘတ်စကီယာတွေပေါ့နော်သူ့ရဲ့ဝင်ရော်မီနေဆိုရင်သူကဒီတော့ဒါလေးကတီးပြီးသားလေးဟုတ်ပြီပါသွားကြည့်လိုက်မယ်ဒါဆိုရင်ပါလေစူးစူးရှိဆိုရင်အေးမြရတယ်လေးနဲ့ပေါင်းလိုက်တော့စူးစူးရှိခါစဲဆိုရင်အေးမြတော့လေးဆိုတဲ့အဓိပ္ပာယ်စူးစူးရှိမှုဆိုရင်အေးမြရတယ်နောက်ပြီးတော့ခိုးကခဲတဲ့စူးစူးမှုဆိုတဲ့အဓိပ္ပာယ်ခိုးကခဲတဲ့စူးစူးမှုဆိုရင်ဒါတစ်ပင်ရိပ်တွေကြောင့်ဒါအရင်အေးမြတယ်ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့ဝင်ရောမီကဒီရောနောက်ကလေးနဲ့ပေါင်းလိုက်တော့ဒီရောဖူးဆိုတဲ့အဓိပ္ပာယ်ပါဒီရောဖူးပေါ့နော်နောက်ကလေးရယ်သူကအေးမြတယ်ဆိုတော့လေးအေးလေးပေါ့အဲ့ဒီပဲနောက်တစ်လုံးကပါရှိမှာလေသူကဒီမှာဆိုရင်စေးလျော့အင်းလျော့ဆိုမှအဓိပ္ပာယ်ရပါတယ်စေးလျော့အင်းလျော့ပေါ့နော်ဒီမှာဆိုလျော့နှစ်ခါထည့်ဒါပေမဲ့ခန်းကြီးရမတူနောက်ကလျော့ဒီတုံးမှာပါတယ်ဟင်းလျာခန်းကြီးမှာပါတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီမှာကကျတော့ဟင်းလျာဆိုတော့ဒီများပြင်ဒီမှာကျတော့ဘယ်လိုပြောအချိုကြီးဆိုတဲ့အဓိပ္ပာယ်စေးလျော့အင်းလျော့ပေါ့နော်နောက်ပြီးတော့ဒီရောကိုတူတူဆိုလို့ရှိရင်သူကအေးခံတယ်လေအေးခံတယ်ပေါ့နော်အေးမြအောင်ပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါလေးကလွယ်ပါတယ်ရုပ်ပြီးနှလုံးသွားကြည့်မယ်နောက်တစ်လုံးကခမီနာရီဆိုတဲ့အဓိပ္ပာယ်ပါခမီနာရီကသူကမိုးကြိုးဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်လျက်စီးဆိုတဲ့အဓိပ္ပာယ်ဝင်းအောင်မင်းနေနေဆိုရင်သူကရာခုတဲ့ရာဤဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာဘာခန်းကြီးပါလွယ်လွယ်လေးပဲအမယ်နဲ့တနဲ့ပေါင်းထားရေပေါ့နော်ဒါပဲဟုတ်ပြီအဲ့တော့နောက်တစ်လုံးဒီမှာဆိုရင်သူကနာဒုကမြည်တယ်အဲ့တော့ခမီနာရီကနာဒုဆိုရင်ဒါမိုးကြိုးတနည်းအားဖြင့်မိုးကြိုးချင်းလွာတယ်ပေါ့နော်နောက်ပြီးအိုချီတို့ကကြတယ်အဲ့တော့ခမီနာရီကအိုချီတို့ဆိုရင်မိုးကြိုးပြစ်တယ်နောက်ပြီးတော့ခမီနာရီခေဟိုဆိုရင်ဒါမိုးကြိုးတတိပေးချက်နောက်ပြီးတော့သူကရာဤဆိုတော့ရာဤဥဆိုတဲ့အဓိပ္ပာယ်ပါရာဤဥဆိုရင်လည်းမိုးကြိုးပဲနောက်ပြီးတော့ရာခုရာဤပေါ့နော်ရာခုရာဤကကြတယ်ရယ်မိုးကြိုးရယ်ဆိုရာခုရာဤဆိုလည်းဒီလိုပဲမိုးကြိုးပြစ်ချင်းနောက်ပြီးတော့မြေကြီးရယ်ဒါရယ်ဆိုတော့ဂျီရာဤကိုဖူးမှုဆိုတယ်ဖူးမှုကနင်းတာနောက်ကကောင်လေးอ่ะအဲ့တော့ဂျီရာဤကိုဖူးမှုဆိုရင်သူကဒီမှာကျတော့စကားလုံးလေးအတိတ်ပဲလေးပေါ့နော်ဒီခန်းကြီးမာစတာမှာဆိုရင်ဒီလိုစကားလုံးလေးရမ်းများတယ်အဲ့ဒါဆိုရင်ဗာအတိတ်ပဲလေးဆိုရင်သူကဒီတစ်ဖက်လူကိုပေါ့နော်ဘယ်လိုပြောမလဲတစ်ဖက်လူမကြိုက်တာယူကိုကတစ်ဖက်လူရဲ့အားနည်းချက်ကိုပြောလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒီဟာကဒီရိုင်းကိုဖူးမှုပေါ့နော်နှလုံးသွားကြည့်မယ်သူကမြည်တယ်ခန်းကြီးနဲ့ပေါင်းပြီးထားတယ်ဒီမှာကျတော့ right may ပေါ့နော် right may ဆိုရင်မိုးချိန်းနံဆိုတဲ့အဓိပ္ပာယ် right mayဟုတ်ပြီနောက်ဆုံးတစ်လုံးလေးသွားကြည့်ပါမယ်သူကအာရရှိဆိုတဲ့အဓိပ္ပာယ်ပါအာရရှိကမုံတိုင်းဘာနဲ့ပေါင်းထားလဲလေခမ်းကြီးနဲ့ဒါလေးနဲ့ပေါင်းထားရေပေါ့နော်လေလေးပဲအဲ့တော့အာရရှိကခုရုဆိုရင်မုံတိုင်းတွေကလာပါတယ်နောက်ပြီးတော့ဗာလဲသူကရှီစုခဲဆဆိုတဲ့တိတ်ဆိတ်တယ်ပေါ့နော်အဲ့တော့အာရရှိနောမရဲ့နော်ရှီစုခဲဆဆိုတော့ဒါမုံတိုင်းရဲ့မဒီမလာခင်မှာတိတ်ဆိတ်တယ်ဆိုတော့တနည်းအားဖြင့်မုံတိုင်းမလာခင်မှာတိတ်ဆိတ်နေခြင်းပေါ့ back လေးဖြစ်သွားတယ်ပေါ့နော်sorry batch လဲ noun လို့လည်းပြောလို့ရပါတယ် batch တော့မဟုတ်ပါဘူး
နောက်ပြီးတော့ဗာလဲဆူနာလို့ခေါ်တဲ့တဲခန်းချင်းနဲ့ပေါင်းထားတဲ့ဆူနာအာရရှိဆိုတဲ့အဓိပ္ပာယ်အဲ့တော့တဲရယ်မုန်တိုင်းရယ်ဆိုတော့တဲမုန်တိုင်းပဲပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီခန်းမှာဆိုရင်တော့ကျွန်တော်ဒါလေး16အခန်း16လို့ပြောလို့ရတယ်ဒိုင်းကျူးတော့ကူကတော့ကျွန်တော်ဒီဟာကဗီဒီယိုတပုတ်သေးပဲဖြစ်သွားတယ်ပေါ့နော်သူ့မှာဆိုရင်လွယ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အနောက်ကစကားလုံးတွေကကျွန်တော်သူအရန်ကြီးခက်ခက်ခဲခဲကြီးမှတ်စရာမလိုဘူးပေါ့နော်ဒီမှာလွယ်လေးပဲလို့ပြောလို့ရတယ်တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ရတာအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့ဆိုတော့ဒီဗီဒီယိုလေးကတော့သူကဒိုင်းကျူးတော့ကူရဲ့ဒါပြီးဆုံးတဲ့အထိပါတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပါပြီအဲ့ဆိုရင်အဆုံးထိလုပ်ပေးတဲ့အတွက်လည်းလိုက်နားထောင်ပေးရကြမှာပေါ့နော်စာသူလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်နှခမ်းဆိုရင်ကျွန်တော်တို့ခန်းကြီး master ပြီးသွားပြီပေါ့နော်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်